မျိုးသားတဦးဟာသူ့ရဲ့ဆန္ဒမရှိဘဲနယံထဲစီရုတ်တရက်ဆွဲသွင်းခြင်းခံလိုက်ရပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်မှာပဲသူ့ခန္ဓာကိုယ်ရဲ့တုန်ခါမှု frequency ဟာနယံနဲ့အတိအကျကိုက်ညီသွားခဲ့လို့ပါ။ဒါဟာအရာဝတ္ထုနှစ်ခုလုံးရဲ့ molecule တွေကိုတစ်ခုနဲ့တစ်ခုထိုးဖောက်ဖြတ်တန်းသွားစေနိုင်တာကြောင့်လက်တွေ့ဘဝမှာနယံတွေကိုထိုးဖောက်လှောက်လန်းနိုင်စေတာဖြစ်ပါတယ်။ဒီမြင့်မားလာတဲ့ frequency တုန်ခါမှုနည်းပညာကိုမခွဲနိုင်တဲ့ဖန်တကားကြီးပဲဖြစ်ဖြစ်လေးလံလာတဲ့တမ္မဏိရေဆိုးပေါအဖုံးပဲဖြစ်ဖြစ်မိသည့်အရာဝတ္ထုပေါ်မှာမဆိုအသုံးပြုနိုင်ပါတယ်။ဒါဟာအဖွဲ့ဝင်တွေကိုရဲရင်လာတဲ့အကြံဉာဏ်တစ်ခုရရှိသွားစေခဲ့ပါတယ်။သူတို့ဟာဒီနည်းပညာကိုအသုံးပြုပြီးဘဏ်တစ်ခုကိုလူရက်ဖို့စီစဉ်လိုက်ကြတာပါ။ဘန်တိုက်ခက်မှအပြင်ဘက်စီရောက်ရှိပြီးနောက်နယံကိုအထက်နဲ့တစ်ခုနဲ့ဖုံးအုပ်လိုက်ပြီးသူတို့ကိုယ်တိုင်တီထွင်ထားတဲ့အစစ်မြစ်ဆက်ပစ္စည်းကိုစတင်မောင်းနှင်လိုက်ပါတယ်။ပြင်းထန်လာတဲ့တုန်ခါမှုလှိုင်းတွေကြောင့်နယံဟာပြင်းထန်စွာတုန်ခါသွားပြီးတုန်ခါမှု frequency ပြောင်းလဲသွားခဲ့ပါတယ်။အဲဒီနောက်အဖွဲ့ဝင်တွေဟာ1မီတာထူထဲလာတဲ့လုံခြုံရေးနယံကြီးကိုအလွယ်တကူထိုးဖောက်ဖျက်ဆီးသွားခဲ့ကြပါတယ်။သို့တော်လည်းဒီနည်းပညာဟာ2မိနစ်သာကြာမြင့်နိုင်တာဖြစ်ပြီးအချိန်ကုန်ဆုံးသွားတာနဲ့နယံဟာမူလ structure အတိုင်းပြန်လဲပြောင်းလဲသွားမှာပါ။အချိန်မဖြုံးမဲ့သူတို့ဟာပြစ်မှတ်ကိုအမြန်ဆုံးစတင်ရှာဖွေခဲ့ကြပါတယ်။ရှာဖွေတွေ့ရှိပြီးနောက်အမျိုးသားဟာအသေးစားဖောက်ခွဲရေးပစ္စည်းကိုအသုံးပြုကာစေဖကားကိုခွဲထုတ်လိုက်ပါတယ်။အထဲမှာတော့လေးလံလာတဲ့တတုတစ်တာတစ်လုံးကိုတွေ့ရှိခဲ့ရပါတယ်။အမျိုးသားဟာတစ်တာကိုကောက်ယူပြီးအခြားသူများနောက်တိုင်းနယံထဲစီဓာတ်ရိုက်ထိုးဖောက်ဝင်ရောက်ကဗန်တိုက်ထဲကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။သူ့ရဲ့အဖော်တူကတော့ကံမကောင်းခဲ့ပါဘူး။ရဲတပ်ဖွဲ့အတွက်တဲလွန်စာမကြံရစ်စေဖို့အတွက်နောက်ဆုံးထွက်ခွာမဲ့သူဟာစေဖထဲစီပစ်ခတ်ထားခဲ့တဲ့ဆက်သွယ်ရေးကြိုးကိုပြန်လည်ဖြုတ်ယူရမှာဖြစ်ပါတယ်။ရေတွက်ချိန်10စက္ကန့်သာကြန့်ရှိချိန်မှာတော့အမျိုးသားဟာစေဖထဲကကြိုးကိုနောက်ဆုံးမှဆွဲဖြုတ်လိုက်ပြီးထွက်ပေါက်စီအသေးအတန်ပြေးထွက်ခဲ့ပါတယ်။ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီ။သူနယံတဝက်စီရောက်ရှိချိန်မှာပဲနိပညာဟာရုတ်တရက်ရပ်တန့်သွားခဲ့တာကြောင့်သူဟာနယံထဲမှာပိတ်မိကြံရစ်ခဲ့ရပါတယ်။ကယ်တင်မိအစားလူရက်သူများရဲ့ခေါင်းဆောင်ဟာသူ့ကိုတပ်ဖြတ်ကာထာဝရနှုတ်ပိတ်ပစ်ဖို့ရွေးချယ်လိုက်ပါတော့တယ်။ရဲတပ်ဖွဲ့ရောက်ရှိလာချိန်မှာတော့အမျိုးသားဟာတေဆုံးနေခဲ့ပြီဖြစ်ပါတယ်။ရဲရရှိတွေဟာစမ်းကြဲလာတဲ့ပြစ်မှုစခန်းကိုကြည့်ပြီးအံ့အားသင့်သွားခဲ့ကြပါတယ်။တေချာစစ်စစ်ကြည့်ရှုပြီးနောက်သိပ္ပံပညာရှင်တဦးဟာဒီနည်းပညာရဲ့နောက်ွယ်ကသဘောတရားကိုသဘောပေါက်သွားခဲ့ပါတယ်။နယံရဲ့အလုပ်လုပ်ပုံဟာဖန်ခွက်ထဲကစံစေးတွေလိုပဲဖြစ်ပါတယ်။စတင်ပိုင်းမှာအယုတ်စစ်သားလေးဟာစံစေးတွေအပေါ်မှာခိုင်မာစွာရပ်တည်နိုင်ပေမဲ့ခွက်ကိုပြင်းထန်စွာလှုပ်ခါလိုက်ချိန်မှာတော့စစ်သားလေးဟာအထဲစီဖြည်းဖြည်းချင်းလှုပ်ရှားမြုပ်နှံသွားတာပါ။ဒါပေမဲ့ဒီသဘောတရားကိုနယံထိုးဖောက်တာမှာအသုံးပြုခြင်းကတေးစေနိုင်လောက်တဲ့အားနည်းချက်တစ်ခုကိုဖန်တီးလိုက်ပါတယ်။ပြင်ထန်လာတဲ့တုန်ခါမှုလှိုင်းတွေဟာနယံအထဲမှာဓာတ်ရောင်ခြည်အမြောက်များထုတ်လွှတ်လိုက်တာကြောင့်ထိတွေးသူတိုင်းဟာတေးစေနိုင်လောက်တဲ့ယောဂဖြစ်ပွားနိုင်တာပါ။ဒါဆိုရင်ဒီလူတွေအသက်ကိုစွန့်လွတ်ပြီးခိုးယူခြင်းစိတ်ဖြစ်ပေါ်စေအောင်အဲ့ဒီတထုတစ်တာထဲမှာဘလို့တန်ဖိုးရှိလာတဲ့အရာဝတ္ထုလျှို့ဝှက်ပါဝင်နေတယ်လဲဆိုတာကတော့